မပိုင်နာမန်နဲ့စပိုင်ဒါမန်လို့ကျွန်တော်ရဲ့ညီကိုတွေအတွက်ဒီနေ့မှာပိုင်ဆိုင်နိုင်မဲ့ MacBook Neo စက္ကန့်လေးနှလုံးကိုပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ပထမဆုံးလုံးအနေနဲ့ MacBook Neo ကိုမှ8256 version လေးဖြစ်တဲ့ဒီ Saber color လေးတစ်လုံးရပါမယ် body လေးဆိုလည်းမိုက်တဲ့အရောင်လေးက Saber လေးဖြစ်တဲ့တော်တော်လေးကိုတန့်နေလို့ခံစားရတယ်ဗျဒီကောင်လေးဆို8256လေးဖြစ်မယ် MacBook Neo ကိုမှTouch ID မပါတဲ့ကောင်လေးဖြစ်လိမ့်မယ် Touch ID မသုံးတဲ့လူတွေဆိုဒီကောင်လေးမိုက်တယ်ဈေးနှုန်းလေးရောင်းချပေးမဲ့ဈေးက29သိန်း5000ဖြစ်ပါတယ် condition လေးအဆင်ပြေတဲ့ထဲမှာပါတယ် original ဘူးပစ္စည်းအစုံလေးနဲ့သုံးရမယ်ဒီကောင်ဆိုင်ကောင်30ကျော်ကိုပဲဒီ 100% ကျန်သေးတယ်ဗျာလုံးဝအသစ်တိုင်းလေးသုံးရမယ်နောက်ထပ်တစ်လုံးအနေနဲ့ကျွန်တော် Touch ID လေးမှာကြိုက်တယ်ဆိုတဲ့ customer တွေကျွန်တော်စီမှာ MacBook Neo ကို512 version လေးရောက်ထားတယ် MacBook Neo စက္ကန့်ကို512 version အရောင်အနေနဲ့ citrus color လေးဖြစ်ပါတယ်တော်တော်လေးကိုလာတဲ့ထဲမှာပါတယ် citrus color လေး crazy color လေးဖြစ်မယ်ဒီကောင်ဆိုရင်ကျွန်တော်တို့8512 version လေးဖြစ်ပါတယ် keyboard တွေဘာတွေရဆိုတော်တော်လေးကိုလာတဲ့ထဲမှာပါတယ်ဗျာ MacBook Neo လေး2026 latest model လေးလည်းဖြစ်တဲ့ latest model ကင်ကျင်ဒီလိုမျိုး MacBook Neo လေးကင်လို့ရတယ်ဒီကောင်လေးဆိုစက္ကန့်လေးဖြစ်ပါတယ်ရောင်းချပေးမဲ့ဈေးနှုန်းလေးကဒီ512 citrus color MacBook Neo လေးကိုကျွန်တော်တို့ဈေးနှုန်းလေး33သိန်း5000နဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ MacBook ကိုကျွန်တော်တို့ဒီ256တဲ့လိုချင် Saber color လေးရမယ်ဈေးနှုန်းလေး29သိန်း5000ကျွန်တော်512လိုချင်တယ်ဆိုတော့ဈေးနှုန်းလေး33သိန်း5000နဲ့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့မပိုင်တော့လွမ်းနေမယ်ဆိုတော့ပိုင်ဆိုင်နိုင်မယ် MacBook Neo လေးကိုလာရောက်ဝယ်ယူလိုက်ဖို့ကိုလည်းဒီကနေပဲဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်